ဒီနေ့ကလေတဲဆန်ပုံပြင်လေးတစ်ပုတ်ကနေတစ်ဆင့်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာသူတစ်ပါးရဲ့စကားတွေကဘလောက်တောင်တက်ရောက်မှုရှိနိုင်တယ်လဲဆိုတဲ့သင်ခန်းစာလေးတစ်ခုကိုကြည့်ကြရအောင်ဒီပုံပြင်ကအပေါ်ယံကြည့်ရင်တော့ရိုးရှင်းတယ်လို့ထင်ရနိုင်ပေမဲ့သူ့အထက်မှာမာနညံနှင်းနဲ့ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအကြောင်းကိုနည်းနည်းဖော်ပြထားပါတယ်ဇလန်တဲ့ကိုမဝင်ခင်မှာမေခွန်းလေးတစ်ခုလောက်အရင်တွေးကြည့်ကြရအောင်နားထောင်လို့ကောင်းတဲ့ချိုတာတဲ့အကြံပေးစကားတိုင်းဟာတကယ်ပဲယုံကြည်ထားရဲ့လားဒီမေခွန်းလေးကဒီဇလန်တစ်ခုလုံးရဲ့အဓိကတော့ချက်ပဲဖြစ်လာမှာပါကဲဇလန်လေးကတော့တောင်းနဲ့ကြီးတစ်ခုထဲမှာအစပြုတ်လိုက်ပါတယ်အားရင်ကြီးမှတဲ့ချင်းသေးကြီးတစ်ကောင်ကတောင်စိတ်လေးတစ်ကောင်ကိုမရမကအသေးစံလိုက်နေတဲ့မြင်ကွင်းနဲ့ဇလန်ကိုဖွင့်ထားပါတယ်ဒါကတာမလိုက်ကြတာမဟုတ်ဘူးရအသက်လူပွဲတစ်ခုပဲဒီလိုလိုက်နေရင်းနဲ့ပဲသူတို့နှစ်ကြောင်ရဲ့ရှေ့မှာအဆုံးအစမရှိကျဲဝုန်းပြီးနှချိုင်းလာတဲ့6ကမ်းပါကြီးတစ်ခုကလာပြီးပိတ်ဆို့ထားတယ်အဲ့ဒီမှာပဲသူတို့နှစ်ဦးရဲ့ပဋိပက္ခကအမြင့်ဆုံးအခြေအနေကိုရောက်သွားခဲ့တာပေါ့ဒီ6ကမ်းပါကြီးကပဲဒီဇလန်ရဲ့အလဲပြောင်းဖြစ်လာစီတော့တာပဲဒီကောင်အတွက်တော့အသက်ရှင်ဖို့အခွင့်အရေးဖြစ်သွားပြီးတော့နောက်တစ်ကောင်အတွက်ကျတော့မကြော်လွားနိုင်တဲ့အတားအဆီးကြီးတစ်ခုဖြစ်လာခဲ့ပါပဲတောင်ဆိတ်အတွက်တော့သူ့ရဲ့တဘာဝအရေးအသွေးကပဲသူ့အသက်ကိုကယ်သွားတာပေါ့သူကလင်းမြန်ဖြက်လက်တဲ့သူ့ရဲ့စွမ်းရည်နဲ့6ကမ်းပါကိုအသားလေးမဲ့ခုန်ကူးသွားပြီးချင်းသေးရဲ့ဘေးကနေလုံခြုံနဲ့လွတ်မြောက်သွားခဲ့ပါတယ်ဟိုဘက်မှာတော့တောင်စစ်ကလွတ်မြောက်သွားပေမဲ့ဒီဘက်မှာတော့ဆန့်ကျင်ဘက်ပါပဲချင်းသင်းကတောပရင်ဆိုပြီးအားရင်ဘလောက်ကြီးမားနေပါစေဒီ6ကိုတော့သူမတတ်နိုင်ခဲ့ဘူးသူ့ရဲ့မာနနဲ့ဒေါသတွေကကမ်းပါဆက်မှာဟင်းဟော်တန်တွေအဖြစ်နဲ့ပဲကြံရည်ခဲ့ရတော့တယ်ဒီနေရာမှာသူတို့နှစ်ကောင်ရဲ့အဓိကကွာခြားချက်ကိုတေးသေးချာချာမြင်ရပြီးတောင်စစ်ကသူ့အသက်ရှင်ဖို့အတွက်ခုန်ခဲ့တာချင်းသေးကကိုသူ့ရဲ့ဂုံတိတ်ခါနဲ့မာနအတွက်ခုန်ဖို့စဉ်းစားခဲ့တာပါဒီလိုရေချက်လေးတစ်ခုကွာသွားတာနဲ့ရလက်တွေကဘလောက်တောင်ပြောင်းသွားနိုင်လဲဆိုတာစဉ်းစားစရာပဲနော်အဲ့ဒီအချိန်မှာပဲဗျဇလန်လေးကိုတတိယဆက်ကောင်တယောက်ဝင်လာရောအဲ့ဒါကတော့မိခွေးပဲသူဝင်လာတာနဲ့အတူဇလန်ကရုပ်ပိုင်းဆိုင်ရာစင်ခေါ်မှုနဲ့စိတ်ပိုင်းဆိုင်ရာကစားပွဲတစ်ခုအဖြစ်ကိုပြောင်းလဲသွားတော့တာပဲမိခွေပြောတဲ့စကားတွေကိုတစ်ချက်လောက်တေချာနားထောင်ကြည့်အောင်သူကပြောတယ်ဘာလို့မခုံတာလဲဗျာဘာကိုကြောက်နေလို့လဲခမည်းမခုံတဲ့ခွန်အားတွေရှိရပဲဟိုတောင်စိတ်ထက်တောင်မြန်သေးတယ်ဟိုဘက်ကိုအလွယ်လေးရောက်သွားမှာပါဗျာတဲ့ဒီစကားတွေကမျောပိမှုနဲ့စင်ခေါ်မှုကိုပေါင်းစပ်ပြီးချင်းသေးရဲ့မာနကိုတိုက်ရိုက်ဆွဲပေးနေရပဲဒီနေရာကတော့ဇလန်ရဲ့အရေးကြီးဆုံးအပိုင်းအထွတ်အထစ်လို့ပြောလို့ရတယ်အကြံပေးစကားတစ်ခုကနေနောက်ပြန်မလဲ့နိုင်တော့တဲ့အမားတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဂျမာဆိုးနဲ့ဘလို့ကြုံရလဲဆိုတာကိုပြသွားမှာပါအဲ့ဒီမှာချင်းတစ်လေရိုင်သွားတာပေါ့မြေခွေးရဲ့မြောက်ပင်စကားတွေချားမှာသူ့ရဲ့စင်ကျင်တုံတရားတွေပျောက်မာနကမယ်ရှေ့ကိုရောက်လာတော့တယ်အင်းခုံဖို့သူဆုံးဖြတ်ချက်ချလိုက်ပြီနောက်ဆုံးတော့ချင်းတဲ့ခွန်ချလိုက်တယ်ဒါပေမဲ့မမိခဲ့ဘူးနှက်ရှားလာတဲ့6ကြီးထဲကိုပဲထိုးကြတော့ပါတော့တယ်တကယ်တော့ရှောင်လဲလို့ရတဲ့ကံကြမ္မာစိုးကြီးတစ်ခုပေါ့ဗျာဒီတော့မှမြေခွေးရဲ့ရည်ရွယ်ချက်အမှန်ကပေါ်လာတော့တာပဲသူ့အတွက်ကတော့အားမဆက်ရပဲအစာတနတ်အလကားရလိုက်တာပေါ့ချင်းသေးရဲ့ဆုံရှုံမှုကြီးနဲ့မြေခွေးရဲ့မြတ်ထွက်မှုကတကယ်ကိုရှင်းကြည့်လို့မရအောင်ကြွားချလွန်ပါတယ်ကဲဇလန်လေးကတော့ဒီမှာတင်းပြီးတော့ပြီဒါပေမဲ့ဒီဝမ်းနဲ့စာဇလန်လေးကနေကျွန်တော်တို့ဘလို့အဖိုးတန်တဲ့သင်ခန်းစာတွေရနိုင်မလဲဆက်ပလီကြည့်ရကြရအောင်ဒီပုံမြင်ကနေအဓိကသင်ခန်းစာ3ခုလောက်ထုတ်ယူလို့ရပါတယ်ပထမဆုံးတစ်ချက်ကကိုယ့်ရဲ့အတိုင်းတာကိုယ့်ရဲ့ကတ်သက်ချက်ကိုကိုယ်တိုင်သိဖို့ပဲချင်းသိလို့ပေါ့သူကသူ့ခွန်အားကိုပဲယုံပြီးသူဘာတွေမလုပ်နိုင်ဘူးဆိုတာကိုမေးသွားခဲ့တယ်ဒုတိယချက်ကမြောက်တဲ့စကားတွေရဲ့အန်တလေးကိုတတိထားဖို့ပါမာနာကိုလာဆော့ပေးတဲ့စကားတွေကဆင်ကျင်တုံတယောက်ကိုအလွယ်တကူဖုံးလန်းသွားစေနိုင်တယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကိုယ့်ကိုလာအကြံပေးတဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုမေးခွန်းထုတ်တာဖို့ပါပဲသူကကိုယ့်အတွက်တကယ်ကောင်းစေချင်လို့ပြောနေတာလားဒါမှမဟုတ်သူ့ရဲ့အကျိုးစီးပွားအတွက်လမ်းကြောင်းပေးနေတာလားဆိုတာကိုအမြဲတမ်းစမ်းစစ်ဖို့လိုပါတယ်ကဲဇလန်အဆုံးမှာတော့ဒီမေးခွန်းလေးကိုကိုယ့်ဘာသာကိုပြန်ပြီးမေးကြည့်ဖို့အကြံပေးခြင်းပါတယ်ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာတော့ကိုယ့်ကိုချိုးတာနဲ့လမ်းမားစီတွန်းပို့နေတဲ့မြေခွေးလို့အတန်းတွေကိုဘလို့များခွဲခြားထိမြင်ပြီးကိုယ့်အသက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချသွားကြမလဲဒါကတကယ်ကိုအလျက်နဲ့ထားပြီးတွေးခေါ်စရာအကြောင်းအရာတစ်ခုပါပဲ